မော်ပညာတင်ကြားပေးတဲ့နာမည်ကြီးကျောင်းတော်ကြီးတစ်ခုမှာပေါ့အခုဆိုရင်ကျောင်းသားတွေအတွက်အရေးကြီးဆုံးဖြစ်တဲ့နောက်ဆုံးပတ်ဆောင်ပွဲဖြည့်ဆို့ရမယ့်အချိန်ကိုရောက်ရှိလို့လာပါပြီဒါပေမဲ့ပြဿနာတစ်ခုကတော့ဒီကျောင်းမှာခိုးချတဲ့အလေအထကတဖြည်းဖြည်းနဲ့ပူဆိုးလာတာပါပဲအထူးသဖြင့်မော်အတက်ကိုတုံးပြီးရုပ်ဖြတ်တာကိုလှပအောင်ပြူစားပြီးလူအထင်ကြီးအောင်လုပ်တာမျိုးတွေပေါ့ဒါကိုတားဆီးဖို့အတွက်ဆရာကြီးကအမှန်တရားကိုဖော်ထုတ်ပြီးမဲ့မှန်တစ်ချက်ကိုဖန်တီးလိုက်ပါတယ်ဒီမှန်ဟာသူ့ရှိကဖြတ်သွားတဲ့သူရဲ့မူလရုပ်သွင်းအမှန်ကိုချက်ချင်းပေါ်လွင်စေတာပါကျောင်းသားတွေအားလုံးဟာကြောက်လန့်တကြားနဲ့မှန်ကြီးကိုကြည့်နေကြရတာပါပထမဆုံးအနေနဲ့အရန်ကိုယုံကြည်မှုရှိပြီးလှပချောမောလွန်းတဲ့ကျောင်းသူလေးတစ်ယောက်ကရှေ့ကိုထွက်လာပါတယ်သူကတော့ဒါဟာဆရာကြီးရဲ့လှည့်ကွက်တစ်ခုပဲလို့ထင်ပြီးလှောင်ပြုံးလေးနဲ့မှန်ကိုဖျက်လျှောက်လိုက်တာပေါ့ဒါပေမဲ့ဒီမှန်ကိုဖျက်လိုက်တဲ့တစ်စက္ကန့်မှာတင်အားလုံးကအံ့ဩတုန်လှုပ်သွားကြပါတယ်သူ့ရဲ့လှပတဲ့အသွင်အပြင်တွေကမော်ပညာတွေပြက်ပြဲသွားပြီးတကယ်ရုပ်သွင်းအမှန်ဖြစ်တဲ့ဝါတုံနဲ့အသက်ကြီးအမျိုးသမီးတစ်ယောက်အဖြစ်ပြောင်းလဲသွားလို့ပါဘေးကကြည့်နေတဲ့သူတွေဟာပါဆက်အဟုံးသားနဲ့စွန့်အကုန်ကြတာပေါ့နောက်တစ်ယောက်ကတော့အရက်ရှိမော်ဒယ်ရှုံးလောက်တဲ့မင်းသားချောလေးပါသူလည်းမှန်ကိုဖြတ်လိုက်ရောဝုန်းခနဲ့ဆိုအရက်ကပူဝင်သွားပြီးလူပုလေးဖြစ်သွားပြန်ပါတယ်ဒီလိုနဲ့ကြောက်စရာကောင်းတဲ့စစ်စည်းမှုဟာကျောင်းသားတွေအတွက်ရဲစရာပြပွဲတစ်ခုလိုဖြစ်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲတခြားသူတွေရဲ့အလှအပကိုအမြဲတမ်းမနာလို့ဖြစ်တတ်တဲ့ကျောင်းသူတစ်ယောက်ရှိပါတယ်သူကသူ့ရဲ့ပြိုင်ဘက်လို့သတ်မှတ်ထားတဲ့ကျောင်းသူလေးတစ်ယောက်ကိုကဲနေလဲတစ်လက်ဖြတ်ကြည့်ပါဦးလားဆိုပြီးလူအများရှိမှအရှက်ခွဲဖို့ခေါ်ထုတ်လိုက်ပါတယ်အားလုံးကစူးစမ်းတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတဲ့အချိန်မှာပဲအဲ့ဒီမိန်းကလေးဟာတိမ်မွေ့တဲ့အမူအရာနဲ့မှန်ကြီးကိုအေးအေးဆေးဆေးဖျက်လျှောက်သွားပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကသူ့ရဲ့ရုပ်သွင်းဟာဘာတစ်ခုမှပြောင်းလဲမသွားပဲအရင်အတိုင်းလှပနေတော့မှာပဲသူ့ရဲ့အလှတရားကမော်ပညာနဲ့ဖန်တီးထားတာမဟုတ်ပဲတကယ်ကိုစစ်မှန်တဲ့အလှတရားဖြစ်နေလို့ပါဒီမြင်ကွင်းကြောင့်ဆရာတွေရောကျောင်းသားတွေပါမကမနာလိုဖြစ်နေတဲ့တငယ်ချင်းဖြစ်သူပါလုံးဝကိုအံ့အားသင့်သွားကြပါတော့တယ်